ဂျပန်နိုင်ငံရဲ့နိုင်ငံတကာစံနှုန်းမီကာကွယ်ရေးရည်တည်ချက်ဟာဘေကျင်းအနေနဲ့ထိုင်ဝမ်ကိုဥတီတဲ့အကြက်ကလှုပ်ရှားမှုများအပါအဝင်ဒေသတွင်းအပြုအမူတွေကိုပြန်လည်သုံးသပ်ဖို့ဖိအားတွေဖြစ်လာခဲ့ပါတယ်။တရုတ်နိုင်ငံအမေရိကန်နဲ့အနီးကပ်ဆုံးမဟာမိတ်များနိုင်ငံတွေကကမ္ဘာ့ချမ်းသာဆုံးနဲ့စီးပွားရေးအဆင့်မြင့်ဆုံးဒီမိုကရေစီနိုင်ငံဖြစ်တဲ့ဂျပန်ကိုစစ်ရေးဆွမ်းဆောင်ရေးအပြည့်အဝအသုံးမပြုနိုင်ရန်ခြေခံဥပဒေကတားမြစ်ထားတာကိုသိရှိတာကြောင့်စိတ်တိုင်းကြအင်အားပြခွင့်ရရှိနေခဲ့တာပါ။အာရှတခွင်မှာမတူမှလက်နက်ပြိုင်ဆိုင်မှုကိုမလိုလားကြသလိုစစ်ရေးအရပုံမှုဆွမ်းဆောင်ရေးရှိလာတဲ့ဂျပန်တို့ကိုလည်းစစ်တွင်းကျူးကျော်သိမ်းပိုက်မှုကိုခံခဲ့ရတဲ့ဒေသတွေအထူးသဖြင့်တရုတ်ကိုရီးယားကျွန်းဆွယ်တို့မှာနာကျင်စရာအတိတ်ဆက်ကြောင်းတွေမလွဲမသွေပြန်လည်နှိုးဆွပေးလိမ့်မှာပါ။ဒီနေ့ခေတ်မှာဗျာမြောက်ရွေးချယ်မှုဟာလက်ရှိပထဝီနိုင်ငံရေးပကတိအခြေအနေများပေါ်တွင်သာမူတည်နေပါတယ်။ဒုတိယကမ္ဘာစစ်ပြီးဆယ်စုနှစ်များတွင်ကန့်သက်ချက်တွေနဲ့ဂျပန်ကရည်တည်လာခဲ့ရတာပါ။အဲ့လိုရည်တည်ချက်ဟာအမေရိကန်ရဲ့အကျိုးစီးပွားအတွက်ဖြစ်နိုင်ခဲ့ပေမဲ့ယခုအချိန်မှာတော့မဟုတ်တော့ပါဘူး။ဂျပန်နိုင်ငံဟာအိန္ဒိယဒေသလုံခြုံရေးအတွက်တောင်ယူမှုနဲ့ကုန်ကျစရိတ်များကိုပုံမမျှဝေခံယူလိုတဲ့ဂျပန်ရဲ့ရည်တည်ချက်ကိုတွန်းအားပေးဖို့အမေရိကန်သမ္မတထရန့်ကကြိုးစိုးပွဲရှိနေပါတယ်။ကမ္ဘာတော်ငြိမ်းချမ်းရေးကိုချင်းချောက်လာနေချိန်မှာအမေရိကန်ရဲ့အင်အားမှာအကန့်အသတ်တွေဖြစ်နေပြီးနိုင်ငံတွင်းမှာလည်းနိုင်ငံရေးအရာကွဲပြားနေချိန်ဖြစ်ပါတယ်။ဝါရှင်တန်အနေနဲ့ဂျပန်ရဲ့ပုံမကြီးမားလာတဲ့မဟာဗျူဟာမြောက်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိလာမှုကိုခေတ်သစ်ပကတိအခြေအနေများနဲ့အညီလိုက်လျောညီတွေဖြစ်လာတဲ့မဟာမိတ်ဆက်ဆံရေးရဲ့လက္ခဏာတစ်ခုကိုလက်ခံရမှာဖြစ်ပါတယ်။အင်အားတောင်တင်လာတဲ့ဂျပန်နိုင်ငံဟာအရာအလုံးအတွက်တော့ကုထုံးတစ်ခုမဟုတ်ပါဘူး။မျိုးသားရေးဝါဒရှေ့တန်းတင်ပြောဆိုမှုများသို့မဟုတ်ရန်စလိုတဲ့လုပ်ရများရှင်တွဲလာပါကဒေသတွင်းတည်ငြိမ်စေမည့်အစားမတည်မငြိမ်ဖြစ်ပေါ်စေမှာပါ။တည်ငြိမ်ပြီးယုံကြည်စိတ်ချရတဲ့အင်အားကိုပြသနိုင်ရန်ဒီမှန်ထားပါတယ်။လူကျိုရဲ့ထင်းထင်းသိမ်းသိမ်းလှုပ်ဆောင်မှုဝါရှင်တန်ရဲ့စီကံစနစ်ကျနာမှုနဲ့မဟာမိတ်နိုင်ငံကြားနိကတ်သေးကြသောပူးပေါင်းညှိနှိုင်းမှုတို့လိုအပ်နေပါတယ်။ဖေဖော်ဝါရီလ10ရက်နေ့ရွေးကောက်ပွဲမှာမစ္စစ်တာဂါအီဂျီအနိုင်မရမီကတည်းကအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကသူမကိုအပြည့်အဝထောက်ခံခဲ့ပါတယ်။ဝါရှင်တန်ဟာခိုင်မာတဲ့စည်းလုံးညီညွတ်မှုကိုပြသနိုင်မှသာထွက်ပေါ်လာမဲ့ပကတိအနေအထားကိုပေကျင်းအနေနဲ့ရှင်းရှင်းလင်းလင်းသိရှိခဲ့ရတာပါ။ကမ္ဘာအပြောင်းလဲများကဂျပန်ကိုရှိပြီးသားအင်အားထက်ပုံမလှုပ်ဆောင်ဖို့လိုတဲ့လမ်းကြောင်းကိုတွန်းပို့နေပါတယ်။ဂျပန်ဟာကြီးမားတဲ့အပြောင်းလဲကိုဝါရှင်တန်နဲ့အတူဒေသတွင်းမှာဘယ်လိုပုံစံနဲ့စီမံခန့်ခွဲကင်တွယ်သွားမလဲဆိုတာပဲဖြစ်ပါတယ်။ကိုစားပေးတဲ့နိုင်ငံရေးသမားဖြစ်တဲ့မစ္စစ်တာဂါအီဂျီဟာသူမရဲ့ဝါရှင်တန်ခီးစဉ်အတွင်းခက်ခဲတဲ့အခြေအနေတစ်ခုနဲ့လည်းရင်ဆိုင်ခဲ့ရပါတယ်။သူမဟာဂျပန်နိုင်ငံရဲ့ငြိမ်းချမ်းရေးဝါဒကျင့်သုံးတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့်သာမကပဲလူထုရဲ့ပြင်းထန်တဲ့ကန့်ကွက်မှုကြောင့်လည်းအကြက်ရိုက်နေခဲ့တာပါ။အာဆာဟီရှင်မွန်သတင်းစာရဲ့လက်တလောလူထုစစ်တမ်းတွေအရဂျပန်ပြည်သူ9%သာအမေရိကန်အစ္စရေးတို့ရဲ့အီရန်ပေါ်တိုက်ခိုက်မှုကိုထောက်ခံကြတာပါ။အဲဒီလိုအခြေအနေတွေကြောင့်စစ်ပွဲတွင်ပါဝင်ပတ်သက်ခြင်းမရှိစေဘဲထရန့်အပေါ်ထောက်ခံမှုပြသနိုင်မဲ့နီလန်းကိုရှာဖွေရမယ်တိမ်မွေ့နန်နေတဲ့လုပ်ငန်းတာဝန်နဲ့ရင်ဆိုင်နေရပြီလို့ဆောင်းပါးကဖော်ပြထားပါတယ်။ Burma Voice Media ပါ